Kufra player တိုင်းကဒီ Cruise Helmet ဆိုတဲ့ item ကိုမဖြစ်မနေဘာလို့ဆက်ကြတာလဲ Cruise Helmet ဆိုတဲ့ item မှာဆိုရင်တော့ plus 1200 HP နဲ့ plus 20 Magic Defense ကိုရရှိမှာဖြစ်ပါတယ် item ရဲ့ effect ကဒီလောက်လေးပဲလားအဲ့ဒါဆိုရင်တခြား item တွေမှာလည်းဒီလို effect တွေရှိနေတာပဲ Kufra မှာဘာလို့ဆက်ရမှာလဲပေါ့ brother တို့ကမေးကြတော့မယ်ဗျာ item ရဲ့ effect ကအဲ့လောက်မဟုတ်ပေမဲ့ item ရဲ့ passive ကတော့ Kufra နဲ့တော်တော်လေးကို like ဖက်ပါတယ်သူ့ရဲ့ passive ဆိုရင်တော့ item ဆက်ပြီးသွားလို့ရှိရင် Kufra ရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာမီးဝိုင်းရှိနေမှာဖြစ်ပါတယ်အဲ့ဒီမီးဝိုင်းနားရောက်နေတဲ့ enemy တွေဆိုရင်လည်းသူတို့အသက်အပြည့်ရဲ့ 1.2% နဲ့ညီမျှတဲ့ damage ကိုစက္ကန့်တိုင်းထိနေမှာဖြစ်ပါတယ် brother တို့နည်းနည်းရှုပ်သွားမယ်ထင်တယ်အဲ့ဆိုရင်ကျွန်တော်နမူနာပြမယ်ဒီ item ကိုမဆက်ထားဘဲနဲ့ enemy နားကိုသွားတဲ့အချိန်မှာ enemy တွေကလုံးဝအသက်မလျော့တာကို brother တို့တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ item ကိုဆက်ပြီးတဲ့အခါမှာတော့ enemy နားကိုသွားတဲ့အချိန်မှာ enemy တွေကတဖြည်းဖြည်းနဲ့အသက်တွေလျော့နေတာကို brother တို့တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ဒီ item ရဲ့ passive ပဲဖြစ်ပါတယ်အဲ့လိုဆိုတော့ skill 2အလုံးကြီးနဲ့ enemy တွေလိုက်ပြီးအာရုံနောက်တဲ့ Kufra အတွက်ကတော့လုံးဝလိုအပ်တဲ့ item တစ်ချောင်းဖြစ်ပါတယ်